တင်ရှိတဲ့အခါပဲဖြစ်ဖြစ်လိုက်စားတဲ့အခါပဲဖြစ်ဖြစ်လွယ်တယ်ဘူးအဖို့မှုတာကတော့66ပါရတာရှိတယ်လုံးရတာလွယ်တယ်ဈေးတင်တယ်ဒါပေမဲ့အများနဲ့စားသုံးနေမယ်ဆိုရင်တင်ကျဲမှရေကိုဘယ်လိုထိခိုက်ရှိနေလဲဆိုတာဒီလားဒီနေ့မှာတော့66ရဲ့ဆိုးကျိုးတွေကိုနှောက်ပြီးတော့မှာပါရှင်ချိုးရှိစင်နဲ့ဘွေရိုလေးတွေကိုနှောက်ပြီးတော့မှာဖြစ်လို့မတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်တင်စားခေါ်ဆွဲကြောက်တွေရဲ့စူတူတွေကဆိုလို့ရှိရင်နံပါတ်1ဆိုဒီယမ်များတာဆိုဒီယမ်ပမာဏကခေါ်ဆွဲကြောက်100 gram မှာဆိုဒီယမ်390ကနေ3688မီလီဂရမ်ထိပါဝင်ပါတယ်ခေါ်ဆွဲကြောက်ဘူးမှာတိကျကြည့်ဖို့လိုအပ်ပါတယ်ဆိုဒီယမ်ကခန္ဓာကိုယ်ကိုဇီဝဖြစ်စဉ်မှာလိုအပ်တဲ့တတိယတမီဖြစ်ပါတယ်ဒါပေမဲ့ပမာဏများရင်စာရင်ကင်ဆာနှလုံးရောဂါသွေးတိုးရောဂါနဲ့လိခက်နိုင်ခြင်းများပါတယ်အထူးသဖြင့်နှလုံးနဲ့ကြောက်ကပ်ပုံထိုးထိခိုက်စေပါတယ်ဒီတဦးဟာတစ်နေ့ကိုဆိုဒီယမ်2 gram အထိစားသုံးသင့်ပါတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဆိုထားပါတယ်။ခေါင်းဆွဲချက်အချို့စားရင်လည်းဆိုဒီယမ်မာနကအတော်များနေပါပြီ။နံပါတ်2ကတော့ချိုးမုံပေါင်မှုများတာမိုနိုဆိုဒီယမ်ဂလူတမိတ်လို့ခေါ်တဲ့အရသာပုံမှုကောင်းမှုစီဖို့ထည့်သွင်းတဲ့ကြတဲ့ဒီချိုးမုံဟာခေါင်းကိုက်တာပြို့အန်တာသွေးတိုးတာကြက်သားတင်းတာအားနေတာချင်းမဲ့အောင်တာနှလုံးတုန်တာနဲ့အသားရည်နေနေတာတွေကိုသိနိုင်ပါတယ်။ကျမကြီးအရာရေတို့အတွက်ရောရေရှည်အတွက်ပါမကောင်းတဲ့အပြင်ဝါလွန်စေတဲ့အကြောင်းရင်းတွေလည်းဖြစ်စေပါတယ်။နံပါတ်3ကတော့အသားတက်နဲ့အမြင့်တက်နေပါခြင်းအသားတက်ကတော့ဗိုက်ပြည့်တဲ့ခံစားချက်ကိုဖြစ်စေပါတယ်။အမြင့်တက်ကတော့စားရှိလန်းချောင်းနဲ့ဖြည်းဖြည်းချင်းရွှေ့သွားရင်းနဲ့ဗိုက်ဝါတဲ့တင်းတိမ်တဲ့ခံစားချက်ကိုပေးနိုင်တာဖြစ်ပါတယ်။ခေါက်ရွှဲကြောက်မှာဆိုရင်အသားတက်ရောအမြင့်တက်ရောနေတာကြောင့်ရေရှည်စားမယ်ဆိုလို့ရှိရင်ဘိုင်းမွာတာမျိုးမြင့်တဲ့နေတာကြောင့်မင်းချုပ်တာလေပွားတာစာအိမ်နဲ့ဥရညောင်းပြဿနာတွေဖြစ်ပေါ်စေပါတယ်။ဥရဲကနေစာအိမ်ကိုကျိုးဖြစ်စေတဲ့ပဋိကိရိယာတွေနေသွားစေနိုင်ပါတယ်။နံပါတ်4ကတော့အာဟာရထက်နေပါခြင်းအသင့်စားတဲ့ခေါက်ဆွဲကြောက်တွေမှာဆိုဒီယမ်နဲ့ကယ်လိုရီကနွှဲပြီးအာဟာရဖြည့်ပေးနိုင်တဲ့ဗိုက်တာမင်သတ္တုဓာတ်စီဓာတ်တွေပါဝင်ပါဘူး။ဒါကြောင့်လောက်စားခဏပိုင်းဝါတာကလွှဲရင်အားရဖြစ်စေမှာမဟုတ်ပါဘူး။တနေ့တာလိုအပ်တဲ့ဆွမ်းရည်တွေကိုပြည့်စုံနိုင်မှာမဟုတ်ပါဘူး။ငများစားလေးနဲ့ကျမကြီးကိုထိခိုက်နေပြီးလည်းဖြစ်ပါတယ်။ထိခိုက်မှုတွေကဘာလဲဆိုရင်နံပါတ်1အနေနဲ့အဝလွန်တာ။တန်ကိုရဲနိုင်ငံမှာပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရတစ်ပတ်ကို2ကြိမ်နဲ့ပို့ပြီးတော့စားတဲ့သူတွေမှာဆိုလို့ရှိရင်ဒီအဝလွန်ခြင်းတွေးတိုးခြင်းတွေးရင်းစီတဲ့များခြင်းစတဲ့ဇီဝဖြစ်စဉ်နဲ့ဆိုင်တဲ့ယောဂပြီးဖြစ်နိုင်ခြေပုံများနေတာကိုတွေ့ရှိရပါတယ်။ခေါက်ဆွဲကြောက်တွေမှာပါတဲ့ဒီစီတက်များလုံးခြင်းကြောင့်ဖြစ်ပါတယ်။အတင်စားခေါက်ဆွဲကြောက်တွေကိုစားတဲ့အခါမှာနောက်ထပ်ဖြစ်နေတဲ့အချက်ကတော့ကင်ဆာပဲဖြစ်ပါတယ်။ bisphenol A လို့ခေါ်တဲ့အတင်စားခေါက်ဆွဲကြောက်တွေမှာထုတ်ပိုးရာမှာအသုံးပြုထားတဲ့အန်ရရှိရဲ့ဓာတ်ပစ္စည်းကြောင့်ကင်ဆာဖြစ်နိုင်ခြေကိုတိုးများစေပါတယ်။ BPA ပါဝင်မှုဘယ်လောက်တောင်များလဲဆိုရင်အတင်စားခေါက်ဆွဲကြောက်တွေမှာပါတဲ့ BPA ပမာဏဟာလက်ဆက်တန်းရှင်းတဲ့တဘာဝခေါက်ဆွဲကြောက်တွေမှာပါဝင်တဲ့ပမာဏတဲ့အစာပေါင်း140တောင်ပိုများနေတာပါ။ဒါကြောင့်ခေါက်ဆွဲကြောက်တွေကိုတစ်ပတ်ကို2ကြိမ်တဲ့ပူစားတဲ့သူတွေကစာရင်ကင်ဆာဖြစ်နိုင်ခြေ68%ပိုများပါတယ်။နံပါတ်3အနေနဲ့ဆာလန်းချောင်းပြဿနာတွေဖြစ်စေပါတယ်။ဆိုဒီယမ်များလုံးပြီးမြင့်တက်နေတာကြောင့်လေပွားခြင်းလေအောင်ခြင်းစာရင်အဆင့်များပြီးစာကြည်လန်းကြောင့်မှန်ခြင်းစတဲ့ပြဿနာများစွာခံစားရစေပါတယ်။နံပါတ်4ကတော့စိတ်ကျန်းမာရေးဖြစ်ပါတယ်။ဆိုဒီယမ်များပြီးအုံနိုထဲကဓာတ်ပစ္စည်းတွေရဲ့ညီမျှမှုကိုဖြစ်စီဖြစ်တာကြောင့်စိတ်တက်ကြပြီးတောကများခြင်းနဲ့ရှားစိတ်ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ခေါက်ဆွဲချောက်ချထားတဲ့သူတွေဟာပုံမှန်သူတွေတဲ့စိတ်ထိခိုက်လွယ်စိတ်အားငယ်လွယ်စိတ်ကျန်းမာရေးအားနည်းတာကိုဖြစ်စေနိုင်ပါတယ်။အတင်စားခေါက်ဆွဲကြောက်တွေစားခြင်းရဲ့ဆိုကျိုးတွေကိုညှိချုပ်ပြန်ပြရလို့ရှိရင်နံပါတ်1အနေနဲ့အဝလွန်ခြင်းနံပါတ်2ကင်ဆာဖြစ်နိုင်ခြေများခြင်းနံပါတ်3စားခြင်းလမ်းကြောင်းပြဿနာများခြင်းနံပါတ်4စိတ်ကျန်းမာရေးထိခိုက်စေခြင်းတို့ပဲဖြစ်ပါတယ်။ခေါက်ဆွဲကြောက်တွေဟာအရသာရှိတဲ့အတွက်ကြောင့်မို့မစားဘဲမနေနိုင်ဘူးဆိုလို့ရှိရင်တော့တစ်ပတ်ကို2ကြိမ်လောက်ပဲစားတင်ပါတယ်။
ခောက်ဆွဲတက်နိုင်တယ်ဆိုလို့ရှိရင်တော့မနော်ကျမကြီးရရှောင်တင်တက်ပါတယ်ခောက်ဆွဲတော့ဝယ်ပြီးလို့ရှိရင်ဆိုရင်လည်းခောက်ဆွဲတော့ကိုဝယ်ပြီးလို့ရှိရင်ပြုတ်ပြီးတော့ပထမတယူတုံးမယ်တုံးပြီးတော့လို့ရှိရင်တခြားပေါ့နော်ကြက်ဥတို့အတီးရွက်တွေထည့်ပြီးတော့လည်းစားသုံးလို့ရပါတယ်